video ထဲမှာကလေးကလက်ညုံမဲဆွဲနေလို့ကလေးကိုနှိပ်စက်ထားတာလားဆိုမေးလို့လေဒီမှာဟာပြောပြလာအောင်မင်းလက်ပြလိုက်မင်းလက်ပြလိုက်လက်ပြလိုက်အဲ့တော့မီးတွေနော်မီးတွေပေးနေတာပါအခုသူလိုချင်တဲ့အိမ်လေးလဲစောင့်နေပါပြီမန်ဟောပါလေနဲ့အိမ်လေးလဲစောက်ပေးနေပါပြီမကျဲမူးဝင်နေခုနှစ်သားသမီးတွေရန်စောက်ပေးညီလေးဆင်းပြီလားပြလိုက်မယ်ဒီမှာပြလိုက်မယ်ဒီကဟောနော်စောင့်နေပါပြီကြိုက်လားသူ့ဘဲတွေပြောတာသူ့ဘဲတွေအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါတယ်လက်လေးပြလာလက်ကတော့ဒီမှာဘာမှဖြစ်ပါဘူးကလေးတွေဒီကိုနှိမ့်ဆက်မဲ့သူရှိတာပြောမရှိဘူးနော်โอเคနော်အေးစစ်သေးပဲခုเจ้าပြန်လာတာเจ้าစာလိုက်နိုင်လားလိုက်နိုင်တယ်နော်เจ้าတက်ရတော့အဆင်ပြေလားကိုရဘယ်လိုထားအောင်ပြပြလဲအောင်ကိုရမဝိုးလည်းနေတိုင်းကြည့်ရဝိုးလည်းပဲเจ้าတက်သူပြင်နော်โอเคနော်เจ้าတက်အဆင်ပြေပါတယ်လို့ဒီမှာသူတို့ဒီမှာစောင့်နေပါဘူးဒီမှာခင်းလို့ဖို့ရတာလုပ်နေပါတယ်